ကုသမဟောင်းကြီးမန်နေဂျာအတွက်ဇနီးတဲ့လွမ်းချင်းကဘာကြီးရဲ့တချို့နေရာတွေမှာပျော်နေကြတယ်တချို့နေရာတွေမှာတော့မီးပွားတွေကြောင့်အော်နေကြတယ်ဒီလိုပဲတချို့နေရာတွေမှာလည်းမျောနေသူတွေစီပြန်မရောက်နိုင်တဲ့သူတွေရှိခဲ့ကြပါတယ်ပျော်သူကမျောနေချိန်ပြန်ပေါ်မလာတဲ့သူတွေတဲ့တစ်ချိန်ကအာဆင်နယ်နဲ့လီဗာပူးရဲ့ကုသမဟောင်းကြီးမန်နေဂျာလည်းပါသွားခဲ့တာပါပဲလက်ရှိမှာမိနိုင်ငံဩစတြေးလျနိုင်ငံမှာအခြေချနေထိုင်နေတဲ့မန်နေဂျာဟာကြာသပတေးမနက်8:20လောက်မှာပဲဒီဖြစ်ဆိုးကိုကြုံခဲ့ရတာဖြစ်ပြီးသူစီးလာတဲ့ကားနဲ့ရထားတစ်စီးတို့ဟာဆဲပေါမျိုးရဲ့လမ်းစုံတစ်ခုမှာတိုက်မိခဲ့ကြတာပါအခင်းဖြစ်ပြီးတိတ်မကြခင်မန်နေဂျာကိုအရေးပေါ်ကယ်ဆယ်ရေးသမားတွေကကားရိတ်ကနေမီတာအနည်းငယ်လောက်ဆွဲထုတ်ပြီးအရေးပေါ်ကုသမှုတွေလုပ်ကာကယ်ဆယ်ဖို့ကြိုးစားပေမဲ့လည်းအသက်မမီတော့ပါဘူး။ကွယ်လွန်ချိန်မှာ48နှစ်ရှိပြီဖြစ်တဲ့ဩစတြေးလျလှည့်ပြေးစဉ်ဟောင်းကြီးမန်နေဂျာရဲ့နောက်ဆုံးချိန်ကရုတ်တရက်နှုတ်ဆက်ခဲ့တာဖြစ်လို့နီးစပ်သူအတိုင်းဝိုင်းကတော့ဖြေမစင်နိုင်အောင်ဖြစ်နေရကအထူးသဖြင့်သူဇနီးရဲ့ကွဲအပ်နေတဲ့ခြေကွဲပွဲလမ်းချင်းကတော့ကြားသူအဖို့ဝမ်းနေစီတာပါပဲ။မန်နေဂျာကွယ်လွန်ပြီးတစ်ပတ်လောက်အကြာမှာသူ့ရဲ့ဇနီးအမ်မီလီက LS ကျမခံစားနေရတာကိုမယုံနိုင်ဘူး။နာကျင်မှုကိုဖော်ပြလို့မရဘူး။ကျမတို့ကဒီလိုဝမ်းနည်းမှုနဲ့ဝေဒနာတွေကိုလူသိရှင်ကြားမျှဝေတတ်တဲ့မိသားစုမျိုးမဟုတ်ပေမဲ့ကမ္ဘာတစ်ဝန်းကမြတ်တာတရားတွေကကျမကိုလွှမ်းမိုးထားတာကြောင့်ကျမမှာရွေးချယ်စရာမရှိတော့ဘူး။အိမ်မှာဘလို့ယောက်ျားမျိုးဖြစ်ခဲ့လဲဆိုတာနဲ့ကွင်းထဲမှာအရန်လေးစားခံရတဲ့ယောက်ျားမျိုးကိုဖော်ပြဖို့အရေးကြီးတယ်လို့ကျမထင်တယ်။ဒီနေ့ကျမမိသားစုနဲ့တူအိမ်မှာထိုင်ပြီးကျမတို့ရဲ့လက်တွေ့ဘဝဘလို့ဖြစ်လာလဲဆိုတာနားလည်အောင်ကြိုးစားနေပါတယ်။မိသားစုတစုအနေနဲ့ကျမတို့ရင်ဆိုင်နေရတဲ့အလွန်မင်းဝမ်းနဲ့ကြေကွဲပွဲအခြေအနေကိုစကလုံးတွေနဲ့ဖော်ပြဖို့ရမဖြစ်နိုင်လောက်အောင်ခက်ခဲပါတယ်။ဒါကြောင့်ကျမကိုရင်ခွင့်မပြုပါဆိုပြီးအစချီရေးသားခဲ့တာပါ။မန်နေဂျာကွယ်လွန်ချိန်မှာအမ်မီလီနဲ့တူတားနှစ်ယောက်ဖြစ်တဲ့အလက်ဇန်ဒါနဲ့နီကိုလက်စ်တို့ကျန်းခဲ့ပြီးအဲ့ဒီအကြောင်းနဲ့ပတ်သက်လို့လည်းအမ်မီလီက LS ကျမတို့ရဲ့တားနှစ်ယောက်ဖြစ်တဲ့အလက်ဇန်ဒါနဲ့နီကိုလက်စ်တို့ကျေးဇူးတင်ပါတယ်လို့သူမ post မှာဆက်လက်ရေးသားခဲ့ပြီးမိသားစုနဲ့တူရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုလည်းဖော်ပြခဲ့သေးတာဖြစ်ပါတယ်။ထပ်ပြီးလည်းအမ်မီလီကမန်နေဂျာဟာသူ့အတွက်တော့ခင်မုန်းကောင်းဖြစ်အောင်သာမကတငယ်ချင်းကောင်းအဖြစ်လည်းရှိပေးခဲ့တယ်လို့လူဝက်ချိန်တိုင်းမမမတ်ရှိပေးခဲ့သူဖြစ်တဲ့အကြောင်းရှင်းဖွင့်ခဲ့ကအတူတူလမ်းလျှောက်ထွက်တာနွေရာသီမှာလှေနဲ့ရေကန်တွေသွားတာလှော်တက်စီးတာအန်စာတုံးကစားတာတောင်တက်တာနှင်းလျှော့စီးတာခေါင်းရိုက်တာသားနှစ်ယောက်နဲ့တူတောင်တန်းပေါ်ကလှပတဲ့ဟိုတယ်တွေမှာပျော်ခဲ့ရတဲ့အမှတ်တရတွေကိုလွှမ်းဆုံးမိကြောင်းလည်းရေးသားထားတာပါမန်နေဂျာသူ့မိသားစုအတွက်သားကောင်းခင်မုန်းကောင်းဖခင်ကောင်းအဖြစ်ရှင်သန်ခဲ့ုံသာမကသူ့ပတ်ဝန်းကျင်အတွက်လည်းမိတ်ဆွေကောင်းဖြစ်ခဲ့သူဖြစ်တဲ့အကြောင်းကိုပါအမ်မီလီကရေးသားဖော်ပြရှင်ဖွင့်ခဲ့တာဖြစ်ပါတယ်ဝမ်းနဲ့ပွဲလမ်းချင်းကိုရေးသားပြီးနောက်အမ်မီလီကသူရေးခဲ့တဲ့ post ကိုဖတ်ခဲ့သူတွေအနေနဲ့သူ့ရဲ့ကလေးတွေအတွက်ဆူတောင်းပေးနိုင်မလားဆိုပြီးလဲအဆုံးသတ်ပိုင်းမှာဖော်ပြခဲ့တယ်လို့ငါတို့ပြန်တွေ့တဲ့အထိကျေးဇူးတင်ပါတယ် Les ငါမင်းကိုထာဝရချစ်သွားမယ်မင်းရဲ့ချစ်သူအမ်မီလီဆိုပြီးလဲမန်နေဂျာကိုကြီးညွှန်းတဲ့ချစ်စကားများနဲ့အဆုံးသတ်သွားခဲ့တာပါလက်ရှိတော့မန်နေဂျာရဲ့ဖြစ်ဆိုးနဲ့ပတ်သက်လို့အစိုးရရှိနေတွေကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပြီးသူစီးခဲ့တဲ့ Vowes ကွန်ကားရဲ့ error လားလမ်းစုံကမိနစ်အချက်ပြမှု error ကြောင့်လားဆိုတာတော့အတိအကျမသိရသေးပါဘူးမန်နေဂျာအတွက်မိသားစုအတွက်ဘောလုံးလောကအတွက်တော့ဝမ်းနည်းစရာကောင်းတဲ့အဖြစ်ဆိုးတစ်ခုပါပဲM9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ